အားလုံးပဲမင်္ဂလာပါ2026ဇန်နဝါရီလ26ရက်ကနေတော့ဖေဖော်ဝါရီလ1ရက်အတွင်းအင်္ဂါသားသမီးများတပတ်စာကံစားတာကိုပေါ်ကြပြမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးဒီကာလမှာလုပ်ငန်းအသစ်တွေလုပ်ရတတ်ပါတယ်ဒါမှမဟုတ်ရင်လည်းလုပ်ငန်းနေရာအသစ်မှာတော့ရောက်လုပ်ကြရတာတွေကြုံရလိမ့်မယ်နော်ပြီးတော့နေရာထိုင်ခင်းနဲ့ပတ်သက်ရင်လည်းကျွန်တော်တို့ဒီတိုင်းပါပဲနော်နေရာအသစ်မှာသွားပြီးနေထိုင်ရတာတွေနော်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့လက်ရှိနေရာကိုပြည်ပြင်းတာမုံမှန်တာတွေကြုံရမယ်ကာလလည်းဖြစ်ပါတယ်တခုတတိပေးချင်တာကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆုံးရှုံးတတ်ပါတယ်ပေါ့နော်အဲ့တော့ရစရာရှိတာတွေမရပဲဖြစ်နေလိမ့်မယ်နော်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စွန့်စားတဲ့အလုပ်တွေနော်ဒီကာလမှာမလုပ်ပါနဲ့နော်အဲ့တော့ဂျင်းနှင်းမြုံတာတွေရှိရင်လည်းဒီကာလမှာမလုပ်နဲ့ပါဘူးနော်ကိုလုပ်နေတဲ့အလုပ်မှာလည်းအတိုက်ခံတွေတွေ့ရတတ်ပါတယ်နော်ဘယ်လိုလဲမဲနဲ့ကျွန်တော်အမှုခင်းတွေပါကြုံရတတ်ပါတယ်ဒါပေမဲ့လည်းနော်အသေးပွဲကိစ္စမျိုးပါပဲကိုယ်တိုင်ဟာခံကောင်းနေတဲ့အတွက်ကျွန်တော်စိုးရိမ်ကြတော့မရှိပါဘူးနော်အဲ့တော့မိမိတို့နေပြမှာပေါ့နော်ရှောက်သီးတို့တဲ့ပွဲကိုတောက်ကြနေမနဲ့မှာလူတန်းပြီးတော့လိုရဆူတောင်းပါအဲ့လိုလူတန်းလည်းမဲ့ဆိုရင်ကိုယ်မှာကခဲနေတဲ့အကဲပြီးတော့ကောင်းကျိုးချမ်းသာများရရှိတော့မှာဖြစ်ပါတယ်ခင်ဗျာ